ပြမတွေဟာဒီဖရာသာသနာကမကဘူးဖရာတွေရဲ့သာသနာတွေကနေပြီးတော့ဖြစ်လာတဲ့ပြမတွေဟာကောင်းကင်ယံပြမဘုံမှာအများကြီးရှိတယ်ပေါ့ဒါဖြင့်ပြမတွေရှိလို့ပြမတွေအားလုံးဟာဘုရားဘာသာတွေကြီးပဲလားလို့ဆိုမဟုတ်ဘူးနော်ဖရာကိုမကြည်ညိုတဲ့ပြမတွေလည်းအများကြီးရှိသေးတယ်ဖရာကိုအထင်မကြီးဘူးသူတို့ကိုသူတို့အထင်ကြီးတဲ့ပြမတွေလည်းအများကြီးရှိတယ်ပြမပြေမှာဖះနဲ့ပတ်သက်ပြီးတော့ဖះရဲ့တပိသာဝကဖြစ်မှုတဲ့ပြမာတွေကတော့ဖះကိုကြီးညိုတာပေါ့ခုနဂတိကာရတို့ဆိုတာအနာဂတ်ကြီးတွေကြီးညိုတယ်လေအခုတာမတိပြမာကြီးဆိုတာကတော့ဖះရဲ့တပိဘုန်းကြီးကြီးတစ်ပါးနေပြီးတော့ပြမပြေရောက်တာဆိုကြီးညိုတယ်လေအဲ့ဒါမျိုးလို့ပဲတခြားဖះတွေလက်ထက်ကနေပြီးတော့သုဒ္ဓဝါဒလို့ခေါ်တဲ့အနာဂတ်ပုဂ္ဂိုလ်များသာရောက်နိုင်တဲ့ဘုံယဟန္တာပြမာတွေသာနေတဲ့ဘုံ pure land ပေါ့အင်မတန်မှစင်ကြယ်တဲ့သုဒ္ဓဝါဒပြမဘုံ၅ဘုံဆိုတာရှိတယ်ပုရုဇဉ်တွေမရောက်ဘူးသောတာပန်မရောက်ဘူးသဂရကမရောက်နိုင်ဘူးအနာဂံအဆင့်အနည်းဆုံးရှိရ